ကျမ်းအခန်းကြီး128ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခီးတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိကြ၏ထို့သောပြုလင်ဒီနေ့မိမိလက်နှင့်လှုပ်ဆောင်၍ရသောအစာကိုစားရလိမ့်မည်မင်္ဂလာရှိ၍ကောင်းစားရလိမ့်မည်သင်၏မယားသည်သင်အိမ်နားမှများစွာသောအသီးသီးသောစပြည့်ွယ်သည်ကဲ့သို့၎င်းသားသမီးတို့သည်သစ်စပွဲပတ်လည်၌စိုက်ပျိုးသောတန်လွင်ပင်များကဲ့သို့၎င်းဖြစ်ကြလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသူသည်ထိုသို့သောမင်္ဂလာရှိရလိမ့်မည်ထာဝရဘုရားသည်ဇီးကုန်းတောင်ပေါ်ကကောင်းကြီးပေးတော်မူ၍ယေရုရှလင်မြို့ခံရသောကောင်းကျိုးကိုတစ်သက်လုံးမြင်ရလိမ့်မည်မိမိသားသမီးတို့၌ဖွာသောသားသမီးကိုလည်းမြင်ရလိမ့်မည်ဣသလမျိုး၌ငြိမ်ဝှက်ခြင်းရှိပါစေသော